စဉ် honest review ဆိုရင်တော့ဒီတင်တန်းကညီကိုမောင်နှမစိတ်ဓာတ်ရမ်းရှိတယ်ဦးစဉ်ကိုယ်တိုင်ကလည်း introvert ဖြစ်တဲ့ပုံစံမျိုးဆိုတော့တခါစကားပြောဖို့အတွက်ကြောက်တယ်ရှက်ဒီမှာတော့အကုန်လုံးကညီကိုမောင်နှမတွေစိတ်ထက်နဲ့ဆိုတော့ကြောက်တာရှက်တာသိမရှိဘူးပေါ့ အရင်တစ်ခေါက်ကတက်တော့ကတော့တိတ်အလုပ်ရှိတော့မတက်ခဲ့ရဘူးအခုတစ်ခေါက်ပြန်ကြိုင်းတော့အများကြီးပြောရဲလာတယ်ပေါ့အရင်တော့ဆိုရင်သူများပြောရင်နားလဲတယ်ဒီချယ်နဲ့ပြောရင်လည်းနားလဲတယ်ကိုပြောလို့ရှိရင်ဘယ်ကစပြီးတော့ပြောမှမသိဘူးပေါ့နော်အဲ့ဒါကြောင့်အရန်အဆင်ပြေပါတယ်လို့ပြီးတော့တငယ်ချင်းတွေလည်းအများကြီးရလို့အများကြီးပြောပါတယ်လို့ဒီချက်တင်တိုင်းမှာတက်ရတာချဲတင်တန်းကိုစတည်ရကြာပြီပေါ့နော်တက်ချင်တာအရန်ပဲပြီးတော့အရင်ကဆိုလို့ရှိရင်ဒီချက်ထုတ်တဲ့စာအုပ်လေးတောင်ပဲတည်ရတက်မယ်နဲ့အကြောင်းကိုမတက်ဖြစ်ပေါ့နော်အခုတော့လာချိုင်းတယ်လာချိုင်းတော့ဒီ15ရက်တည်းဆိုပေမဲ့ပေါ့နော်တမီအတွေ့အကြုံတွေအများကြီးရခဲ့အရင်ကဆိုလို့ရှိရင်မပြောရဲဘူးအခုဆိုလို့ရှိရင်တော့မှန်ပြောရဲလာတယ်ပြီးတော့ကို confidence ပိုရှိလာတယ်အရင်ကဆိုလို့ရှိရင်foreigner မြင်ထွက်ပြီးနေတဲ့ဘဝကနေပြီးတော့ foreigner မြင်လို့ရှိရင်သွားပြီးတော့အတွေ့အကြုံယူပြီးတော့ပြောချင်တဲ့အဆင့်ထိကိုရောက်လာခဲ့တော့เนาะဟုတ်ပြီးတော့ဒီရှယ်အတန်းထဲမှာတင်တာလည်းပေါ့ပါပဲပေါ့နော်pressure ရမ်းလည်းမရှိတဲ့အတွက်ပြောတယ်ပြီးတော့classmate တွေကလည်း for you နေဆိုတော့ဒီတင်တန်းလေးကို join ဖြစ်တာမှန်တယ်လို့ထင်ပါတယ်ရှင်အခု15ရက်တာပေါ့နော်အချိန်လည်းမပေးနိုင်တော့လေဒီ15ရက်လေးကိုပေါ့နော်ဖိဖိစီစီလေးတက်လိုက်မယ်ပေါ့နော်အရန်ကောင်းပါလေတင်တန်းကလေဒီရှယ်နဲ့လည်းအမြဲတမ်းတင်ခြင်းနဲ့နောက်ဖွင့်တဲ့တင်တန်းတွေကိုလည်းတက်ချင်တယ်ဟာပါဆိုအိမ်မနေကို practice မလုပ်ဖြစ်ဘူးပေါ့နော်အလုပ်တစ်ဖက်နဲ့ဆိုတော့လေမလုပ်ဖြစ်တာတော်တော်ကြာပြီဖြစ်တဲ့အတွက်ကိုနဲ့ကွက်တိဖြစ်သွားတယ်ပေါ့နော်အလုပ်မအားပေမဲ့ဒီလိုလေးဖွင့်တော့လဲလေအရန်ကြိုက်တယ်ဒီချက်တင်တန်းလေးကိုနောက်တက်မဲ့သူတွေကိုလည်းပြောချင်တယ်ကိုငယ်တင်ခဲ့တာကလေတစ်နှစ်ပြီးတစ်နှစ်တင်သွားတယ်ဒီချက်ရဲ့ဒီလောက်ရှင်းပြီးတော့ဒီလောက် simple ဖြစ်ပြီးတော့တင်ခဲ့ရတာမျိုးမရှိဘူးပေါ့နော်ဘယ်နေရာမှာဘယ်လိုသုံးရမလဲဘယ်ဘက်တွေဘယ်လိုသုံးရမလဲဘယ် grammar ကိုသိချာမသိခဲ့ဘူးပေါ့နော်ဒီချက် speaking မှာအခုဒီချက်နဲ့တင်လိုက်တော့တော်တော်လေးကို clear ဖြစ်ပြီးတော့တော်တော်လေးကိုပြောတတ်လာတယ်ပေါ့နော်ဒီချက်အဲ့ဒါလေးကတော့တကယ်ကောင်းပါရဲ့ချက်ကျေးဇူးလည်းအများကြီးတင်ပါတယ်တက်ပြီးနဲ့မတက်ပြီးကြတော့တော်တော်ရုပ်ကွာရှားသွားတာပေါ့အစားကတော့ကိုယ့်ကတော်တော်ကြီးကိုပြောတတ်တယ်သူတို့ပြောတာနားလေပြန်မပြောတတ်ဘူးလို့ပဲထင်ခဲ့ရပါကိုယ့်ကိုတော့တက်နေပြီထင်တာတကယ်တော့ဒီဟိုလာတက်ကြည့်တော့မှပြောတတ်ဘူးပေါ့နော်နားတော့လေလူငယ်ဖြစ်နေကြပြဿနာပဲထင်တယ်သူများပြောတော့နားလေရမယ်ကိုယ်ကပြန်မပြောတတ်ဘူးအခုဒါတက်ပြီးတော့ကြတော့သူများပြောလဲနားလေတယ်ကိုကလည်းပြောဖို့အတွက်tense တွေပါလဲတိသွားတယ်တော်တော်အဆင်ပြေသွားရပေါ့နော်15ရက်တက်ပြီးတော့နောက်တစ်လလည်းဒီရှယ်ထက် join ပါမယ်ဆက်ပါမယ်နော်ဟုတ်